နေ့ကတော့စီးပွားရေးလူမှုရေးနိုင်ငံရေးကျန်းမာရေးပညာရေးအရေးတွေဘာရေးပဲဖြစ်ဖြစ်ဗျာလူမှုရေးတွေရောစီးပွားရေးတွေရောပညာရေးတွေရောကျန်းမာရေးတွေရောဘာရေးပဲဖြစ်ဖြစ်ပထမခြေလှမ်းမယ်ခတ်တာလွယ်လွယ်လေးပြောရလို့ချင်းရင်ဘာအရေးပဲဖြစ်ဖြစ်ဘယ်အရေးပဲဖြစ်ဖြစ်ပထမခြေလှမ်းမယ်ခတ်တာရှင်းရှင်းလေးပြောရရင်ကျတို့မြန်မာနိုင်ငံဆိုရင်နတော်ပြဆိုရေချိုးရတယ်လို့ပေါ့ဗျာပထမဖလားပဲအေးတာပါနောက်ဖလားတွေကြအေးစေးဖြစ်သွားတာမဟုတ်လားအဲ့လိုပဲဘာအရေးပဲဖြစ်ဖြစ်စလုပ်ဖို့ပဲလိုတာအစာလေးပဲစလိုက်ကြရအောင်ဗျာအဲ့ဒါလေးတင်ပြကြည့်ရဟုတ်မဟုတ် comment မှာဆွေးနွေးသွားကြပါဦးဗျာဟုတ်ကဲ့ဒါပါပဲဗျာ